တို့နှစ်ယောက်ပေါင်းမယ်တဲ့နှစ်ယောက်ပေါင်းမယ်တဲ့ဆိုတော့ကျမလက်မခံနိုင်ဘူးလေကျမလက်မခံနိုင်ဘူးသူ့ကိုကွဲမှာဆိုလို့ရှိရင်လည်းပြက်မှာဆိုလို့ရှိရင်လည်းပြက်ကျမကိုပြက်မှာဆိုလို့ရှိရင်လည်းပြက်အဲ့ဒါနဲ့ပဲသူ့ရဲ့အဖေမတည်သေးဘူးကျမအဲ့ဒီတောင်ကြီး view point KTV ကကောင်မနဲ့ပြဿနာတက်တော့ခါကြတော့သူတို့မိဘတွေကိုအကြောင်းကြားတယ်အဖေရေအမေရေအဖေတို့အမေတို့တားတော့ဒီလိုပဲဆိုတော့သူ့ရဲ့အမေကအဖိုးကြီးကကောင်းတယ်အဖိုးကြီးကပြောရမယ်ဆိုရင်လူရဝင်တယ်လူတော်တိုးတယ်ကြံတဲ့ဟာတွေကလူတော်မတိုးဘူးသူ့ရဲ့အမေကဘာပြောတော့ဆိုတော့ခါကြတော့ငါသားလောက်ကျွေးနိုင်လို့အဲ့လောက်ကျွေးနိုင်လို့ယူတယ်သူကပြောကျမကိုကျမရှာစားနေရတာနော်ကျမသားသမီးတွေကိုကျမအပေါင်းတင်းတွေနဲ့လာကုံဘေးလေးတွေယူဟိုကနေပြီးတော့ဘေးလေးမှတ်ထားပေးအောင်လာကုံလို့ရှိရင်ပေးမယ်ယောက်ျားဘေးပေါက်တွဲလို့ဆိုလို့ရှိရင်ပေးမယ်နဲ့ကျမတို့ဒီလိုစားနေရတဲ့အရှိန်သူ့ရဲ့မိဘအဖေအမေကဘာပြောလဲဆိုတော့ခါကြတော့ငါသားတူရှာကျွေးနိုင်လို့ယူတာတဲ့ယောက်ျားလေးတဲ့မယားဘယ်နှစ်ယောက်ယူတဲ့ငါတို့ရင်ထဲမှာတော့ညီကတရဝင်းချွေးမှာပဲတရဝင်းမယားပဲတဲ့မှားတာပြောရင်လိန်ပြောရင်အံဘတ်ဆိုပြီးသေရစီရဲ့သူမိဘတွေကိုဆက်တွယ်တော့အဲ့လိုမျိုးပြောတယ်ပြောတော့ခါကြတော့ကျမကနေပြီးတော့အမေရေမဟုတ်သေးဘူးကလေးတွေမျက်နှာလဲရှိသေးတယ်你差点没娘的，我在那边来了噻。အော်မဟုတ်ဘူးလေညကြတော့ခါကြတော့ယူတို့မလာနိုင်လို့ဆိုလို့ရှိရင်ဟိုဟာဖြစ်သွားမှာဆိုလို့လေအခိုးခံရမှာဆိုလို့တော်ကြနေကိုအိမ်က